အချီဦးဆိုတာရီးစားဦးကိုဆိုလိုတာမဟုတ်ဘူး။ဘဝမှာပထမဆုံးချိန်ဘယ်သူနဲ့မှမတူအောင်ချေရတယ်ချစ်သူကိုဆိုလိုတာ။သူကကိုယ့်ရဲ့ရီးစားဦးဟုတ်ချင်မှဟုတ်လိမ့်မယ်။ရီးစားဦးနဲ့အချီဦးကမတူပါဘူး။ချီဦးဆိုတာဘဝတစ်လျှောက်လုံးကိုအမှတ်တရဖြစ်နေတိမ်ထားခြင်းရလောက်အောင်ချစ်ချင်းမြတ်တာအပြည့်ညနိုးတန်ဖိုးထားမှုတွေပြည့်နေရှိခဲ့ထားခဲ့သူမျိုးပေါ့အချစ်ဆိုတာကိုသိနာလဲအောင်ကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်တတ်လာအောင်ဘဝတစ်လျှောက်လုံးမှာရှင်သန်နေထိုင်ဖို့အားရတွေဖြစ်စေတဲ့အထိဖြစ်ပေါ်စေတဲ့သူအဲ့လိုလူမျိုးဟာအချစ်ဦးဆိုသူပေါ့